ယူစီလဲတနေ့30ရရှင်နဲ့အခုလာတဲ့အဖို့စကင်လဲကဆန်းရှင်နဲ့အပီလဲဖွင့်ရှိသေးတယ်ဒါပေမဲ့ပတ်စံတိတ်မရှိတော့အဲ့ဆိုရင်ကျွန်တော်ပြောသလိုကြည့်ဗျာဘရိုစင်ပြေတော့လိမ့်မယ်ဒီ blind နဲ့ blind ဖွင့်ပေးလိုက်ဗျာ blind တော့ time ဘတ်35ဘတ် UC 60ရမယ်ဗျာပြီးဘောင်ချလဲရတယ်ဗျာဘောင်ချတွေက10ကတ်တန်2ခုရယ်20ကတ်တန်2ခုရယ်30ကတ်တန်3ခုရယ်ရမယ်ဗျာဒီဘောင်ချကတွေကကြားတဲ့နေရာအသုံးပြုလို့ရတယ်ဗျာပြီးရင် BB coin နဲ့အချီလလလေးတွေတော့ဝယ်လို့ရတယ်ဗျာပြီးရင်နေ့စဉ်တလားတိပေါ့ဗျာUC 3ခုရမယ် RP point 5 point ရမယ်ဗျာဘရိုကတလားဖွင့်နိုင်တော့တလားတိရမယ်ဗျာ blind player တော့ time ဘတ်329ဘတ် UC 660ရမယ်ဗျာပြီးရင် RP point 300ရယ် classic ဘုံ2ဘုံရယ်ချွေအောင်ဘုံ2ဘုံရယ်ကြားတဲ့နေရာအတော့ပြုတ်လဲရတဲ့ဘောင်ချက30ကတ်တန်10ခုရယ် classic ဘုံဘောင်ချက30ကတ်တန်15ခုရယ်ချွေအောင်ဘုံဘောင်ချက30ကတ်တန်15ခုရယ်ရမယ်ဗျာပြီးရင်ဒီအင်ဂျီချိတ်ပုံစံနဲ့ကိုယ့်စီမှာရှိတဲ့အင်ဂျီတွေကိုတငယ်ချင်းစီမှာတငယ်ချင်းကိုပေးဝတ်လို့ရတဲ့သဘောပေါ့ဗျာပြီးရင် BB ခေါင်းက BB coin နဲ့အင်ဂျီလလလေးတွေတော့ဝယ်လို့ရတယ်ဗျာပြီးရင်နေ့စဉ်တလားတိပေါ့ဗျာ UC 6ခုရယ်RP point 10 point ရယ် G ပတ်စံ50ရယ်ရမယ်ဗျာတလားတိရမယ်ဗျာဘရိုကတလားတိဖွင့်နိုင်ပါတော့ကျွန်တော်ပြောတာနည်းနည်းမှားတော့ရင်မှားတဲ့စကားလုံးရှိတော့ရင်တော့တောင်းပါပါတယ်ဗျာကျွန်တော်လည်းတိတလားတတလားဘရိုကိုပြတာပဲဘရိုကဒါတွေဝယ်ရှင်တော့ကျွန်တော်မန်ရှင်းခေါ်ထားတဲ့ကောက်စီမှာတော့ဝယ်လို့ရတယ်ဗျာသူ့အကောက်ဝင်တော့ပြီးမှသူလင်းချထားပေးတယ်ဗျာပြီးဖို့လင်းအထဲကိုနှိပ်ပြီးသူ့စီမှာကျွန်တော်ကိုစီမှာတော့ဝယ်လို့ရတယ်ဗျာအလုပ်ပဲကျေးဇူးတင်ပါတယ်ဗျာ